ပုံကျွေးတွေလာတောင်းကြလို့ပုံနေပြင်ရလို့လေဟလာတည2 နာရီလောက်ပဲအေးရတယ်လို့မလားဒီလုံးနေလဲကျိတ်ဆက်နေโอเคအဲ့ဆိုမိတ်ဆွေဒီ software လေးသုံးကြည့်ဖို့အချိန်တန်เนาะတော့ဗောနော်ဒီ software ကဘယ်လောက်ထိအောင်မြန်တာလဲဆိုတော့ဗောနော်မိတ်ဆွေရဲ့ client ကဟလာစတူဒီယိုမိတ်ဆွေစတူဒီယိုကနေရိုက်တော့မှအိမ်ပြန်သွားတယ်ဟိုသူ့အိမ်ကိုမရောက်သေးဘူးမိတ်ကပ်ကိုမဖြတ်ရသေးဘူးမသူ့ကိုပုံပို့ပေးပြီးသွားတယ်အဲ့လောက်ထိမြန်တာအဲ့လောက်မြန်တယ်ဆိုရင်မိတ်ဆွေ okay ပြီလားအဲ့တော့ဟိုဟာလည်းမဟုတ်ဘူးเนาะပြီးပြီးရောပြင်တာလည်းမဟုတ်ဘူးအကုန်လုံးခင်ဗျားလုပ်ပေးရမယ့်ဟာတွေအကုန်လုံးကာလာချိန်တာတွေ raw processing တွေဟလာအကုန်လုံးပဲ skin retouch တွေဟလာ blemish remover တွေခင်ဗျားကြိုက်တဲ့အမာရွတ်တစ်စက်မှမကြံသေးအောင်မျက်နှာမှာဟလာပြီးတော့အင်ကြီးတွေမီးဘူးတိုက်ပေးတယ်ဗျာဟလာ skin တွေဟလာလက်တွေခြေောက်တွေမဲနေရတယ်အဲ့အကုန်ဖြူပေးတယ်ဗျာကဲတဘာဝကြဟလာ background ကအမိုက်တရိုက်တွေအဲ့အကုန်လုံးဖယ်ပေးတယ်ဗျာကဲအဒီတက်ကောင်းနေဆိုပဲမရှိတော့ဘူး အပုံခင်ဗျာတရက်ကိုဧည့်တယ်အယောက်100ရှိတယ်အဲ့100လုံးကိုခင်ဗျာနိုင်ပိုင်းဒီမှာပြီးအောင်လုပ်ပြီးလို့ရတယ်။ရိုက်တုံးကသာကောင်းအောင်ရိုက်ခဲ့ဒီလား။ဆိုတော့ဘာဆိုဝဲလေးဖြစ်မလို့နော်အဲ့ဒါကိုချက်ကြည့်အောင်ပေါ့နော်။Evoto ဖြစ်ပါတယ်ဒီ Evoto ဒီ application လေးဖြစ်ပါတယ်စမ်းကြည့်ပါ။ဆိုတော့ကျတော့သူ့မှာ feature တွေအများကြီးပဲ။ဆိုတော့အဲ့မှာcolor ပိုင်းပါတယ်ဟလားကျွန်တော်ဟိုအတုံးအတဲ့ဆုံးအပိုင်းကတော့ပါလဲဆိုတော့ဒီ blemish remover ပေါ့နော်။ဘယ်လောက်ထိအောင်စုံလဲဆိုတော့ blemish remover မှာဆိုလို့ရှိရင်ဟလာဝက်ချန်တွေအကုန်လုံးဖယ်ပေးတယ်ဟလာ spot remover တွေပေါ့နော်လူဟိုဟာနဲ့ဆိုလို့ရှိရင်တော်တော်အောင်ဆက်ရမယ့်ဟာတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုတစ်ချက်တည်းနဲ့ပါဖြစ်ပဲဆိုတော့နောက်ဟိုဟာတွေကတော့ smile line တွေလို့ဟလာနောက်ဒီခု dark cycle တွေလို့အဲ့ဒါတွေအကုန်လုံးကိုလည်းဖျောက်ပေးတယ်ကလေးတစ်ချက်တည်းနဲ့ဟလာအဲ့ eye bag တွေဖယ်ပေးတာတွေ red bane ဖယ်ပေးတာတွေတို့ဟလာဟလာ level က line နေလဲဖြတ်ပြီးတယ် frequency separation skin tone ဒီ uniform skin tone ကြီးကတော့တော်တော်ကိုကောင်းတယ်ဘလောက်ပဲအသားမဲလို့နေအသားကိုဖြူဖွေ့တော့သွားတယ်နောက်ဟိုရတယ်တော့ဗောနော် background healing ကလည်းတော်တော်ကြီးကောင်းတယ်ဒါပေမဲ့ကျွန်တော်ဟိုလောက်တော့တိတ်တော့မကြိုက်ဘူး retouch formula တော့မကြိုက်ဘူး background မှာတော့အဝတ်စားကတော့တော်တော်ကြီးကောင်းတယ်အဝတ်စားတက်ချာကြီးလုံးဝမပြတ်ဘူးသူ့ရဲ့ဟိုတွန့်တဲ့ဟာကြီးလောက်ပဲတကယ်ရွေးပြီးမှဖယ်ပေးတာကျွန်တော်ထိုင်မသိနေပါညာကြီးတော့အနုစိတ်တဲ့ဟာကြီးဆိုလို့ရှိရင်သုံးလို့ရတယ်အေးအေးဆေးဆေးပဲပေါ့နော်နောက် skin retouch ဘိုင်းကတော့ကိုကောင်းတယ် skin retouch ဆိုပုံဒီကုန်လို့ပြင်နိုင်ပိုင်းပဲဘယ်တစ်ခုမှတော့ထုံးစံတိုင်းတာအားသာချက်တွေအားနည်းချက်တွေကတော့ရှိနေနေပြီပေါ့နော်ဆိုတော့အားသာချက်တွေကဘာဖြစ်မလဲဆိုတော့အချိန်ကိုတော်တော်သက်သာတာဗျဒါကြီးရက်လား client ရဲ့ဘယ်နှယောက်ပဲရှိနေတော်တော်ကိုမြန်တာနောက်တစ်ခုကတော့ consistent ရှိတာ consistent ကြီးကျွန်တော်တို့လူများလို့ဟဲ့လားစိတ်ချိနေတယ်ပါညာကြီးနဲ့ဘာမှမသက်ဆိုင်နေဘူးဒီ preset တိုင်းတာလို့မှတ်ထားလိုက်လို့ရှိရင်အဲ့တိုင်းတာပဲအဲ့သူမတိတ်ကိုအကုန်လုံးကချစ်တာပဲချတာပဲပေါ့နော်ဆိုတော့ဝစ်စားတွေပါညာကြီးလို့ရှိရင်လည်းတော်တော်ကြီးကိုမှပဲ consistent ရှိကိုမှပဲပြင်ပေးနိုင်တာပေါ့နော်လုံးဝ reliable ဖြစ်တယ် skin တွေပါညာကြီးပြင်နေနေမှာလွန်သွားရင်ကျွံသွားရင်လုံးဝမရှိဘူးတဘာမှမကြလုံးဝမရှိဘူးနောက်သပင်တွေ straight hair တွေပါညာကြီးဆိုကျွန်တော်ချိန်ရမ်းကုန်တယ်အဲ့ဒါတွေပြီးတော့ပူကောင်းတာတခါယောက်ျားလေးမိန်းကလေးပေါ့နော်အဲ့လိုမျိုးယောက်ျားလေးမိန်းကလေးအဲ့လိုခွဲပြီးမှပြင်လို့ရတယ်အဲ့ဒါကလည်းတော်တော်ကောင်းတယ်ဗျဘာလို့ဆိုတော့ဟိုယောက်ျားလေးကကျတော့မိန်းကလေးကကျတော့နည်းလေးပူပြီးမှ perfect ဖြစ်အောင်ပြင်ရတဲ့အနေအထားမျိုးမှရှိတယ်ယောက်ျားလေးဆိုရင်ကျတော့အဲ့လောက်ကြီးအောင်အချောက်နဲ့တူတော့ပြင်လို့လျောင်မရဘူးဗျကျွန်တော်ကနည်းလေးပဲပါးလေးပဲပြင်ရမျိုးရှိရပေါ့နော်ဆိုတော့အဲ့ဒီဟာတွေလေယောက်ျားလေးမိန်းကလေးခွဲမှတ်ပေးထားအဲ့ဒါလည်းတော်တော်လေးကိုကောင်းတဲ့ feature လို့ပြောရမှာအားနည်းချက်ပေါ့နော်အားနည်းချက်အနေနဲ့ဆိုလို့ရှိရင်တော့ तू ကဟိုစလိုက်တာလေးဆွဲရဖြစ်တဲ့ကြောင့်သိရမလားဟိုအရင်ကြီးအယုတ်လို့ဖြစ်သွားဖို့အတွက် chance အရင်များတယ်ဘာလို့လဲဆိုဟို manual retouch တုံးကဆိုလို့ရှိရင်ဒီတစ်ခုခုဆိုလို့ရှိရင်အလွန်ကျွံဖြစ်ဖို့ဆိုလို့ရှိရင်မိတ်ဆွေကပွက်ရတာဟိုဒီဟာကျတော့ slide လေးတစ်ချက်ဆွဲလိုက်ရုံနဲ့တင် तू ကဟိုစက်ရုပ်ကြီးနဲ့ဟိုဟာကြီးနဲ့ပေါ့နော်အယုတ်ကြီးနဲ့တူသွား AI ကနေထုတ်ထားတဲ့ပုံမျိုးကြီးဖြစ်သွားဖို့အတွက် chance အရင်ကိုများတယ်ဘာလို့ဆွဲခေါင်းနဲ့ဆွဲချရတာဘာလို့လူကလည်းမပင်မဘူးဆိုတော့အဲ့လိုဖြစ်သွားနေတယ်နောက်အားနည်းချက်တစ်ခုကတော့ဘာလဲဆိုတော့ဟို
AI ဖြစ်တဲ့ကြောင့်မို့ဒီခါလေးကျရင်ဖြီးချပြသိရမလားမသိရင်လည်းမသိဘူးမပြောဘူးသိရမလားအဲ့နောက်ကစွန်းအုပ်တွေပါညာဆိုလို့ရှိရင်တွေ့ချပြတာပဲအေးတာပဲသိရမလားဟိုရောတဲ့ပြီးမှကြိတ်ချပြတာအဲ့လိုမျိုးလေးတွေတော့ရှိရဒီခါလေးကြလို့ရှိရင်အဲ့ prop တွေကိုကထည့်ရိုက်ထားတဲ့ prop တွေဒီကောင်ကဖြတ်ချပြတာအေးရောဆိုတော့အဲ့လိုမျိုးလေးတွေတော့ရှိရဆိုတော့ solid bedrock မှာဆိုတော့အဲ့အားနည်းချက်ကတော့မရှိဘူး။နောက်အားနည်းချက်တစ်ခုကတော့ကျွန်တော်တို့ဗမာနိုင်ငံကဝယ်ရအင်မတန်ခက်ပါတယ်ဒီဥစ္စာကြီးကလေဒီလား။ဟိုကျွန်တော်တို့နိုင်ငံခြားလူတွေနဲ့ဟိုအမအိမ်နဲ့ချိတ်ဆက်ပြီးမှခက်စစ်ဝယ်ပြီးမှ300ပေါ့နော်။ကဲဟုတ်ပါပြီအဲ့တော့မိတ်ဆွေအနေနဲ့ရောဒီစုပ်ဝဲလေးပုံတော့ဘလူးထင်မြင်လဲပေါ့နော်မိတ်ဆွေထင်မြင်ရချက်ကိုလည်းကျွန်တော်အောက်မှာဆွေးနွေးသွားလို့ရပါတယ်ခင်ဗျာ။